ဆက်လက်ပြီးတော့ဒီမှာရှိကြတဲ့မိသားစုများအားလုံးအရှိမနဲ့ဒီဟယ်လိုဒီပွဲကြီးတော့ပေါ့နော်အကုန်လုံးလည်းပြင်းမနဲ့အတူတူလုပ်ကြရတယ်ပေါ့နော်ကိုယ့်ရဲ့တာဝန်ကိုစီနဲ့ပါမီဖြစ်ကြတဲ့အချိန်မှာဒီအချိန်ကတော့ဒီဘိုးရဲ့ဖြိုးလေးနဲ့အကုန်လုံးကိတ္တအနားယူရစီမှာနော်ဒီဘိုးကလည်းဘယ်လိုတက်နိုင်တဲ့ပညာလေးနဲ့ဒီမိသားစုတွေအကုန်လုံးကိုပြောစီချင်ပါရှင်ဆိုဆက်လက်ပြီးတော့တောင်ရဝန်ချင်းအမြဲတမ်းကြည့်ရစေပါရှင်နောက်ချိန်ကြလိုက်နော်ဒီချက်နဲ့What you